အားလုံးပဲမင်္ဂလာပါ Dream H Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်တော့ဒီနေ့မှာတော့နေပြီးတော့ပုပ္ပတီမျိုးမှာရှိတဲ့မြေကျဲ40-60မြေကွက်ပေါ်မှာရှာပါ Master အိတ်ခန်း၄ခန်းပါတယ်တင်းနေတဲ့တိုက်လေးတစ်လုံးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒီအိမ်လေးကပုပ္ပတီမျိုးဝနဒီပါရက်ကွက်ရဲ့ကန္နမ3လောက်မှာတည်ရှိရဖြစ်ပါတယ်ကန္နမ3လမ်းဆိုလို့ရှိရင်ကျွန်တော်နေပြီးတော့ပုပ္ပတီမျိုးရဲ့အဓိက main လမ်းမကြီးဖြစ်တဲ့ AR လမ်းမကြီးမှာတည်ရှိရလည်းဖြစ်ပါတယ်ဒီအိမ်လေးကဈေးလည်းနီးရဲ့အကြောင်းလည်းနီးရဲ့ဗျအားထခ73ကျောင်းဆိုလို့ရှိရင်ဒီအိမ်လေးကနေ3မိနစ်လောက်သွားရနဲ့ရောက်မှာပဲဖြစ်ပါတယ်တကယ်လို့နေရာကောင်းကောင်းလေးမှာစောက်လုပ်ထားတဲ့အသင်းတွေတိုက်လှလှလေးတစ်လုံးပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်ခြံရှိမှာဆိုရင်လည်း landscaping အသေးစားလေးတစ်ခုလုပ်ပေးထားတယ်အိမ်နဲ့အုတ်တိုင်းလေးကိုအယောင်လိုက်ဖက်ညီညီလေးသုံးပေးထားတဲ့အပြင်လုံခြုံရေးအနေနဲ့ကလည်း Breeder စုချိုကိုနှစ်ထပ်တက်ဆင်ပေးထားတွေ့ရမှာဖြစ်ပါတယ်ခင်ဗျ40-60မြေကောက်ပေါ်မှာ Master ၄ခန်းဆိုတော့မြေနေရာလေးကတော့တိတ်မကြံတော့ဘူးခင်ဗျဒါကတော့လူဝင်ပေါက်ကနေပြီးတော့ဝင်လို့ရမယ့် main door လေးပဲဖြစ်ပါတယ်ကျွန်တော်ဒီဘက်မှာဆိုလို့ရှိရင်တော့ကားရက်လို့ရမယ်ကားပါကင်နေရာလေးလုပ်ပေးထားတယ်ကားရက်ပြီးတော့အိမ်မော်တက်လို့ရအောင်လေတခါတည်း main door နောက်တစ်ခုလုပ်ပေးထားတယ်ဗျအေကန်ထဲကိုရောက်တာနဲ့ modern ဆန်ပြုလုပ်ထားတဲ့ စီဒီဒီဇိုင်းခက်မမိုက်လေးကိုတွေ့ရမှာဖြစ်ပါတယ်တအိမ်လုံးကိုကျွန်းပါကလေးပြခင်းပေးထားရဲ့ပြင်နေရန်နေမှာလဲစတိုးထိုးပြီးဒီဇိုင်းလေးပေါ်ပေးထားတော့တွေ့ရတယ်ဗျဒါလေးကတော့ဖျားကန်းလေးဖြစ်ပါတယ်ဖျားကန်းလေးကိုတော့ကျွန်တော်တီးတန့်ကန်းလေးမလုပ်ပေးထားဘူးဗျအေကန်လေးနဲ့ဆက်ပေးထားတယ်ဒီခန်းလေးကတော့ master bedroom ခန်းလေးဖြစ်ပါတယ် master bedroom ခန်းလေးက height ကလေးလည်းမြင့်တယ်လေဝင်လေထွက်ကောင်းပြင်တကားလေးလည်းပါတယ်ခေါင်းလေးကတော့ရေချိုးခိုင်းအင်တာလေးဖြစ်ပါတယ် stand shower လေးပါမယ်ဘေးစင်ပါမယ်ဒါကတော့ဒုတိယ master bedroom ခန်းလေးဖြစ်ပါတယ်Master bedroom က၄ခန်းဆိုတော့မိသားစုနေဖို့အတွက်ပြင်ဧည့်သည်ဆောင်တွေလာရင်လည်းလက်ခိုဖို့အတွက်တော်တော်လေးကိုအဆင်ပြေရဗျဒါလေးကတော့ထမင်းစားခန်းမိဖို့ကန်လေးဖြစ်ပါတယ်လင်းဝင်ရောက်မှုအားကောင်းဗရင်ပေါက်လေးတွေများများသုံးပေးထားတယ်မိဖို့ကန်ထဲမှာတော့ကြွေပြားလေးတွေကိုအသုံးပြုပေးထားတွေ့ရတယ်ဒါလေးကတော့အများသုံးရေချိုးခန်းအင်တာလေးဖြစ်ပါတယ်လိုပုပ္ပတီမျိုးမှာရှာပါ Master အိတ်ခန်း၄ခန်းပါတယ်တင်းနေတိုက်ရင်လေးကို4193သိန်းတီတီနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်ဖိုင်ဆိုင်မှုအနေနဲ့ကလည်း230 gram မျိုးစားဆိုတော့ယုံကြည်စိတ်ချစွာဝယ်လို့ရမယ်ဒီအိမ်လေးကိုစိတ်ဝင်စားလို့ဆက်သွယ်ဝယ်ခြင်းနဲ့ဆိုရင်399420 သို့မဟုတ်05118833တို့ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ဗီဒီယိုလေးကိုအခုလိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါဦးမယ်